တွန်းတူဘူးနော်စေတနာတွေပြက်ပြီးသားမို့ရှူခြင်းနာယူစားခြင်းနဲ့စားတရားတရားတွေအားကောင်းလို့လူအယုတ်လည်းမြင်ပြီးချွေးမွေးနေတဲ့လူဤစဘူးဒီလူပြောတီလူလူကြီးပြီးတဲ့စေတနာရှင်လူတကားကြီးရဲ့လူရှိတယ်မင်းစားပြီးလင်ပြန်မနေအောင်မနဲ့ဖြစ်ကြပါအောင်ရင်တွေချလေးသုံးဆောင်ပါအောင်စိတ်လေးကိုရလက်ဖက်လေးတွေသုံးဆောင်ပါအောင်စေတနာတွေပြပြီးသားမို့စိတ်မညစ်ဘူးရုပ်လည်းမြင်မရင်တွေးမွေးနေတဲ့လူဒီစဘူးဒီလူပြောကြည့်လို့လူကြီးပြီးတဲ့စေတနာရှင်လူမကြီးရဲ့လူမတွန်းတူဘူးနော်စေတနာတွေပြက်ပြီးသားမို့ရှူခြင်းနာယူစားခြင်းနဲ့စားတရားတရားတွေအားကောင်းလို့လူအယုတ်လည်းမြင်ပြီးချွေးမွေးနေတဲ့လူဤစဘူးဒီလူပြောတီလူလူကြီးပြီးတဲ့စေတနာရှင်လူတကားကြီးရဲ့လူရှိတယ်မင်းစားပြီးလင်ပြန်မနေအောင်မနဲ့ဖြစ်ကြပါအောင်ရင်တွေချလေးသုံးဆောင်ပါအောင်စိတ်လေးကိုရလက်ဖက်လေးတွေသုံးဆောင်ပါအောင်စေတနာတွေပြပြီးသားမို့စိတ်မညစ်ဘူးရုပ်လည်းမြင်မရင်ချွေးမွေးနေတဲ့အလူဒီစဘူးဒီအလူပြောကြည့်လို့လူကြီးပြီးတဲ့စေတနာရှင်လူမကြီးရဲ့အလူတမီချောင်းစီအလူကြီးလူတရားတရားရှိတယ်အလူမကြီးမိကိုတိတ်ကျွေးမွေးကလူစေတနာကောင်းနေအလူတကားကြီးကတမီချောင်းစီအလူကြီးလူတရားတရားရှိတယ်အလူမကြီးမိကိုတိတ်ကျွေးမွေးကလူတို့အလူပွဲမှာကျူသာလို့အခမ်းနေတဲ့ဆိုင်ဆရာလေးပါစင်တောင်းလူစီတဲ့ဒီလူကျမတို့လူတို့အလူပွဲမှာကျူသာလို့အခမ်းနေတဲ့ဆိုင်ဆရာလေးပါစင်တောင်းသူပါလို့လူစီတဲ့ဒီလူကျမတို့လူအမျိုးသားလေးတွေသူမသူ
အလူကျမတို့အလူကျွန်တော်တို့အလူကျမတို့အလူအယုတ်လည်းအမြဲမြည်ကျွေးမွေးနေတဲ့လူဤစကူဒီအလူရောင်းတီလူလူကြီးပြီးတဲ့စေတနာရှင်လူတကားကြီးရဲ့လူကြီးရတာကြုံမစိတ်ချမ်းသာရွှေရောင်မန်းတက်ကြီးကဟီဟီလို့သာဟုတ်ပါလူကကြီးရတာကျမလေးစိတ်ချမ်းသာ
ကာလာသားကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝိုင်းကူကြတာအားရတယ်လို့မကြီးယာရွှေမျိုးပေါ်တင်ရောက်ရင်တွေဆုံးပါတယ်ကာလာကကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝဲကူကြတာအားရတယ်လူတကာကြီးယာတို့လူမကြီးယာမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာကျွဲလေးတိုင်းလုံးမကွက်လေးကွက်ကသားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာတော့လူတကာကြီးယာမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာကျွဲလေးတိုင်းလုံးမကွက်လေးကွက်ကသားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာလူတကာကြီးယာတော်သမီးလေးလာလာကိုလည်းရင်ချဖို့တော့နေခေါ်လာရွှေအင်္ဂလိပ်အတော်ဖြစ်မျက်နှာသားတဲ့လူတော်မင်္ဂလာလူကြီးပေးရတာပြောလိုက်တာလူမကြီးယာလူကြီးပေးရတာပြောလိုက်တာလူတကာကြီးယာမောင်လူရင်မဲမငင်းပါသူချင်းသူညီစွာသင်္ကန်းပန်းလေးကောင်းမော်ရွက်ပါတပိတ်ပိုက်လူကြောင်းကိုလိုက်စို့ကွာတက်ကြီးကဟီဟီလို့သာပြောလူမကြီးယာကြည်ရတာကြုံမစိတ်ချမ်းသာရွှေရမန်းတက်ကြီးကဟီဟီလို့သာဟုတ်ပါလူတကာကြီးယာကြည်ရတာကျမလည်းစိတ်ချမ်းသာဆွေမျိုးပေါင်းတင်ရောက်ရင်တွေဆုံးပါတယ်ကာလာသားကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝိုင်းကူကြတာအားရတယ်လို့မကြီးယာရွှေမျိုးပေါ်တင်ရောက်ရင်တွေဆုံးပါတယ်ကာလာကကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝဲကူကြတာအားရတယ်လူတကာကြီးယာတို့လူမကြီးယာမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာကျွဲလေးတိုင်းလုံးမကွက်လေးကွက်ကသားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာတော့လူတကာကြီးယာမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာဆွဲလေးတိုင်းလုံးမကွက်လေးကွက်ကသားလာမောင်ရင်လောင်းကိုရေးကြည့်လို့မနိုင်ဘူးကွာဟုတ်ပါလူတကာကြီးယာတော်သမီးလေးလာလာကိုလည်းရင်ချဖို့တော့နေခေါ်လာရွှေအင်္ဂလိပ်အတော်ဖြစ်မျက်နှာသားတဲ့လူတော်မင်္ဂလာလူကြီးပေးရတာပြောလိုက်တာလူမကြီးယာလူကြီးပေးရတာပြောလိုက်တာလူတကာကြီးယာမောင်လူရင်မဲမငင်းပါသူချင်းသူညီစွာသင်္ကန်းပန်းလေးကောင်းမော်ရွက်ပါတပိတ်ပိုက်လူကြောင်းကိုလိုက်စို့ကွာကျော်စီတန်ဝေမောတိကြောင်ရင်ညောင်းလို့လေချောပီတီကိုစီကြည့်တယ်လို့ကြည်နူလိုက်တာလို့မကြီးကျော်စီတန်ဝေမောတိကြောင်ရင်ညောင်းလို့လေချောပီတီကိုစီကြည့်တယ်လို့ကြည်နူလိုက်တာလူတကာကြီးပြောလို့လေဒီကိုတိတ်သေးဝင်မယ်လေတာရနာကိုအပွဲမူနတ်လူမြာလူတာလူတာလူတာလူပေါ်နိုင်စေတော်ရည်ပါမခွေချပင်ဘယ်တော့မှမလုပ်ဘူးတော်ရင်ကြပါစေတော်ကြပါစေတော့အသက်ကြရပြီစိတ်ချတော်တော့ဘယ်တော့မှမလုပ်ဘူးအကာ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 
Jesus
သဝအဝိဇ္ဇာသဝအာသဝတရား၄ပါးကုန်ရာဤနိဗ္ဗာန်ရောက်ကြောင်းအားကောင်းသောအချက်မှတ်လားရာအမှန်မြတ်တရားနာယံကြွတော်မူကြပါဗျာစိတ်ထားနဲ့ဖိတ်ကြားနေပြီမို့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့တန်ဃာတော်များကြွလာပြီမို့ပြပြသမျှတော့အဖို့ပါကားရရှိစိတ်ချအမြပေးဝေတာဒုက္ခနိုင်မို့တရားနာကြွခဲ့ကြပါသူတော်ကောင်းလို့ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့တရားနာကြွကြပါမျိုးစီစီတလေးပြီးတော့တရားနာကြွပါကောင်းမြတ်တဲ့စိတ်ထားနဲ့ဖိတ်ကြားနေပြီမို့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့တန်ဃာတော်များကြွလာပြီမို့ပြပြသမျှတော့အခုပါတော့ရှိစိတ်ချအမြပေးဝေတာဒုက္ခနိုင်မို့လိုတဲ့တရားလိုက်စားနေလားရောက်ပြီမလွဲအောင်ပွဲခင်းမပျော်ပျော်ကြီးပြည့်ပြည့်စာမှုရာတန်တရားတို့ကြောင့်အားကောင်းသောအချက်မှတ်လားရာအမှန်မြတ်တရားနာရကြွတော်မူကြပါဗျာသဘာတာနဲ့အလုံးစုံသောအလူတကားတို့တွေဓမ္မတာနဲ့တရားလူပေးခြင်းသည်စိနာတိအမျက်ဆုံးဖြစ်လေပြီအားလုံးကြီးကတော့ကြောင်ပြောဥဒိမာတင်ပန်းစင်လည်းရဲ့မကွေးမြုပ်နယ်တရားတော်ကြီးပါအလုဒါယရာဥဇောလင်းတဲ့အလုဒါယိကာမဒေါတင်စာလွယ်ဓမီမတ်တမှုဟေတိတမောင်နန္ဒမင်းလွင်ဝေတိုက်ဘုံသုံးသမိသားစုတို့ဤရှင်ပြုနာသာလူတော်မင်္ဂလာပြုလို့ရာခလာခါသမယ၌ဘုရားတရားသံဃာယတနာမြတ်သုံးပါးတို့အားယောတင်ဉာဏ်တို့လက်အုံမွေးရှိဖို့ပူဇော်ပုညောမှန်လျော့ကြောရသောကာမဝသရကုသိုလ်ကံစေတနာဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်တို့အားမုံမြလာစွာသောသံဃာဝေဘောဇိချိုးခြင်းရတာဗျာဗျာသောဝိသက်ကလူတန်းရသောဒါနမယကုသိုလ်ကံစေတနာသောတိတရဏသောသီလကုသိုလ်ကံစေတနာအပေါင်းတို့ကြောင့်ကုသိုလ်ရှင်ကောင်းမှုရှင်များတဲ့ကွာအာလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည်ဖိခတိယံခတိကြောင့်ကြခတိအန္တရခတိတို့မှကင်းစင်လွတ်ပြောက်ကြကုန်သည်ဖြစ်၍သရာတိလာသုဒ္ဓသာကပညာဟိတိဥဒ္ဒပတရားသူတော်ကောင်းတရားတို့ကိုလက်ဝဲပိုင်ပိုင်ရရှိနိုင်ကြကုန်၍ဘုရားသရှိသောအရိယာသူတော်ကောင်းတို့ကိဝကျော်ဆံရာပြည်နိဗ္ဗာန်တို့ရောက်နိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါသည်လွတ်ခင်ဘုရားဒိဋ္ဌာနာဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာကောင်းစုပြုတဲ့ပြည်နိဗ္ဗာန်
မဖို့ရတော့ရပါစေသာလွတ်ကင်းဖို့ရဒိဋ္ဌာနာဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာတောင်းစပြုရပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာရာဇလာပြီးကျော်2ရက်နေ့နေ့လည်ခင်းကာလအခါသမယအနန္တောနန္ဒ၅ပါးကိုဥထိတ်မှတင်ပန်းစင်လျက်နှစ်ဘက်မိဘများဖြစ်ကြသောဥကြောမောင်တော်ကြည်မြင့်ဘိုးမြင့်တော်ကျူတို့ဟာရည်စုအမှုထား၍မကွေးတန်းဒေသကြီးမကွေးမြို့နယ်တရားကောက်ကြီးဝအုပ်စုတရားကောက်ကြီးဝနေအထုဒါယကရှင်ဒါယကဥဇော်မင်းထေအထုဒါယကမှာရှင်ဒါယကမှာဒေါ်တင်စာတွင်တမိမတ်တဲ့မူဟေတိဒါမောင်နန္ဒမင်းလွင်ငွေလိုက်ကုံစုံတိုင်းမိသားစုတို့ဤမိမိတို့တစ်ပါးယင်းနေတိကြသာယရဏဒုမယရဏတို့ကိုရှိဗျာဘေကရာဆုံးလင်းစွာဖြင့်သာသနာတော်တွင်တိုးတွင်ချီးမြှင့်တဲ့အလူဘွဲ့မှာအလူအောင်ဘွဲ့အဖြစ်ဟောကြားအပ်သောမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားခဲ့တဲ့တရားတော်တဲ့တရားလေးရဲ့နာမည်ကိုပြမယ်ဆိုရင်အမိုက်ပုံကြားကပဒမြာတဲ့ပြောကြည့်လိုက်ပါလေတော့ပြီးတော်များသည်ကံကို၎င်းကံဤအကျိုးကို၎င်းဘုရားတရားတန်ခါယတနာသုံးပါးတို့ဤဘုံကျေးဇူးအနန္တကို၎င်းယုံကြည်ပါကုန်သည်ဖြစ်၍တရဏဂောသုံးပါးနှင့်တကွာငါးပါးသောသီလတော်မြတ်တို့ကိုကောင်းစွာခံယူသောက်တည်ပြီး၍မိမိသူတစ်ပါးယင်းနှင့်တိရှာသာယတနာကုယတနာတို့ကိုရှင်းပြပရိခယာသုံးလင်းစွာဖြင့်သာသနာတော်တွင်တို့တွင်ရှိမြင့်သူတန်းပါကုန်၏အရှင်ဘုရားသံဃာတော်ရှင်မြတ်တော်အားသံသင်္ကသာရှိသောဘုရားဝတ္ထုသူတို့ကိုဒုတိစွာသူတန်းပါကုန်၏ရှင်ဘုရားဗုဒ္ဓဟောကြားတရားတော်များကိုယုတိစွာအာယူကြပါကုန်၏ရှင်ဘုရားဒီကောင်းမှုကြားဤတော်များသည်ဒုက္ခခတ်သိအင်းကြီးရာမံယနေ့ဗံကိုရောက်ရပါလိုကုန်၏ရှင်ဘုရားဒီစက်ခွက်ခိုင်းယနေ့ယခုလူတန်းရသောဘာနာကုသိုလ်ကံစေတနာသောက်တည်ရသောသီလကုသိုလ်ကံစေတနာနာကြားရသောဓမ္မတဝနာဓမ္မဒေသနာကုသိုလ်ကံစေတနာတို့ဤအဖို့ဘာကကိုမိဘဘိုးဘွားဆရာသမားတို့အားအစထား၍ကိုယ်ဆောင်နာကျောင်းဆောင်နာကျောင်းဝင်းဆောင်နာရွာဆောင်နာတောတောင်ဆောင်နာအစရှိသောအပေါင်းတို့အားအမြဘေဝေပါကုန်၏အမြရ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ချမ်းသာကြသည်ယ
ဖြစ်ကြပါစေသောဝတ္တုံတရေဤမြေပန်သူသီလာထုလေတတိအမှုဒီစီသောအာလုံးအမြယူတော်မူကြပါကုန်သောသာဓုအားလုံးအမြယူတော်မူကြပါကုန်သောသာဓုအားလုံးအမြယူတော်မူကြပါကုန်သောသာဓုအားလုံးကိုစိတ်နှကြချမ်းသာချမ်းသာ၍လူရာသာသနာပြည့်စုံကြပါစေ